ကြော်မသွားနဲ့လာအခုတရင်ကျွညအခန်းနံပါတ်902မှာကောင်လေးရလေကောင်မလေးကိုလေလုတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုနောက်ဆက်တွဲသတင်းရထားတဲ့ပြောမယ်လမ်းဘယ်မှာဖြစ်တာလဲဆိုတော့ဘဲတန်းမြို့နယ်32လမ်းဘလောက်မှာရှိတဲ့ Beauty Land Hotel အခန်းနံပါတ်902မှာပြတ်သွားတာကောင်မလေးကိုလေလိုက်တဲ့ကောင်လေးကဂိမ်းကြောင်နေတာတဲ့ဂိမ်းကြောင်ပြီးတော့ကျတော့အဲ့ကောင်မလေးကိုလိုက်တာကောင်မလေးကတခြားလို့မဟုတ်ဘူးတဲ့ကောင်မလေးကဒိတ်ကဲအပျော်မဲတဲ့အဲ့ဒီကောင်လေးကဝန်ခံထားတာပါလဲဆိုလို့ရှိရင် तू ကလော်ကိုတော်ခတ်ချင်တဲ့စိတ်တွေပေါက်လာလို့မလို့ तू ကယောက်ျားလေးဆိုလို့ရှိရင်သူ့ကိုပြန်လုံမှကြောက်လို့မိန်းကလေးကိုခေါ်လိုက်တာတဲ့ကောင်မလေးကလည်းဟိုတယ်ကိုရောက်လာရောအဲ့ဒီအကောင်ကလော်ကယ်ပဲကောင်မလေးရဲ့လော်ကယ်ဘင်းကိုညှစ်ပြီးတော့ကျတော့ရင်ဘတ်ကိုဒေါ်ကားနဲ့ထော်ကိုလိုက်တာတဲ့ပြီးတော့ကျတော့ဗာလဲဆိုလို့ရှိရင်ကောင်မလေးရဲ့ဟိုဒီပေါင်လေးပေါင်အသားတွေကိုလေလှော်ကီးပြီးတော့ကျတော့ကျွတ်အိတ်ထဲမှာထဲ့တာတဲ့ပြီးတော့ကျတော့ဒီဘော်ကိုက်ကိုလည်းလေဘော်ကိုက်ကိုပဲခွဲတာတဲ့ခွဲပြီးတော့ကျတော့သူ့ရဲ့ရီစာကောင်မလေးအဲ့ဒါနဲ့အဲ့ကောင်လေးကသူ့ရဲ့ရီစာအေးမွန်အောင်ဆိုတဲ့ကောင်မလေးကိုခေါ်ပြီးတော့ဒီလိုလုံးခဲ့ပါတယ်ဆိုတဲ့အကြောင်းလုံးမိပါတယ်ဆိုတဲ့အကြောင်းကိုသူ့ကောင်မလေးကိုခေါ်ပြီးတော့ဖုန်းဆက်ပြီးတော့ပြောတာတဲ့အဲ့လိုမျိုးအားရနဲ့အဲ့ကောင်လေးကသူ့ရဲ့ရီစာအေးမွန်အောင်ဆိုတဲ့ကောင်မလေးကိုခေါ်ပြီးတော့ဒီလိုလုံးခဲ့ပါတယ်ဆိုတဲ့အကြောင်းလုံးမိပါတယ်ဆိုတဲ့အကြောင်းကိုသူ့ကောင်မလေးကိုခေါ်ပြီးတော့ဖုန်းဆက်ပြီးတော့ပြောတာတဲ့လေးကကောင်မလေးကိုလုံးလိုက်တဲ့အချိန်မှာဒီဟိုတယ်ထဲမှာရှိတဲ့စေနရန်ဆေးတွေကွာကြလို့မလို့ရော်ချင်းငွေ9000ပေးခဲ့ရတယ်တဲ့ပြီးတော့အဲ့ဒီကောင်လေးကကောင်မလေးကိုတဲ့ဓားကိုတဲ့မဟာဗန်တူရဲ့ဓားပေါ်နဲ့လွတ်မြုပ်ခဲ့တာတဲ့ငါပြောပြမယ်နော်အခုလောဆယ်ဂိမ်းကြောင်တာတွေစေးကြောင်တာတွေခွေးကြောင်တာတွေအများကြီးရယ်နော်နင်တို့တွေသွားသတိလာသတိအကုန်လုံးဘယ်နေရာသွားသတိရှိသွားသတိနဲ့သွားနော်အဖော်မပါဘယ်မှမသွားနဲ့နော်တနည်းအဲ့လိုမျိုးသွားပါညာဒိတ်တယ်ဆိုလို့ရှိရင်လေအဖော်လေးပါလေးခေါ်မသွားတော့မှတယောက်ကိုအတိပေးသွားနော်အားလုံးချစ်တယ်ဒါပဲ